ကန်ဆိုးကနန်းကိုကန်ကောင်းခြင်းဖြင့်ပြောင်းလဲနိုင်ခဲ့သူတယောက်သို့မဟုတ်အာရှရဲ့ထွန်းတောက်ဆုံးခြေတဝင့်ဖူဘောခရီစီမြန်မာအားပေးနေကြတော့ပိတ်သက်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ခေါင်းစဉ်လေးကတော့ကန်ဆိုးကနန်းကိုကန်ကောင်းခြင်းဖြင့်ပြောင်းလဲနိုင်ခဲ့သူတယောက်သို့မဟုတ်အာရှရဲ့ထွန်းတောက်ဆုံးခြေတဝင့်ဆိုတဲ့ခေါင်းစဉ်လေးမှာရှိတဲ့ကစားသမားတယောက်အကြောင်းကိုကျွန်တော်နဲ့အတူတူလိုက်ပါနားထောင်ကြည့်လိုက်ရအောင်ဗျာဘောလုံးလောကရဲ့ရှင်ခုန်တန်းမြိုင်ဆိုင်တဲ့ကဘာကြီးထဲမှာကစားသမားတွေရဲ့ကျောနံပါတ်တွေဟာသူတို့ရဲ့အမှတ်တညာသူတို့ရဲ့ပုံမြင်တွေကိုပြောပြတတ်နေပါတယ်ဒါပေမဲ့ကံမကောင်းမှုတို့လူများစုကယူဆထားတဲ့နံပါတ်တစ်ခုတော့ရှိပါတယ်ထိုနံပါတ်ကိုရွေးချယ်ခဲ့တဲ့ကစားသမားတစ်ယောက်လည်းရှိခဲ့ပါတယ်သူကတော့တောင်ကိုရီးယားရဲ့ဂန္ဓဝင်ကစားသမားမန်ချက်စတာယူနိုက်တက်ရဲ့သူရဲကောင်းအဆုတ်3ခုနဲ့လူသားလို့သူတိများကြတဲ့ပတ်ချီဆန်ပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးမှာတော့ပတ်ချီဆန်ကဘာကြောင့်ကျောနံပါတ်73ကိုရွေးချယ်ခဲ့တာလဲဒီနံပါတ်ကသူ့အတွက်ဘလို့အောင်မြင်မှုတွေရခဲ့တာလဲပြီးတော့ကံမကောင်းမှုဆိုတဲ့ယူဆကိုသူဘလို့ချိုးဖျက်ခဲ့လဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ပါနားထောင်ကြည့်လိုက်ရအောင်ဗျာပတ်ချီဆန်ရဲ့ဘဝခီးကလည်းလွယ်ကူခဲ့တာတော့မဟုတ်ပါဘူးသူဟာငယ်စဉ်ကတည်းကတေးတွေတဲ့ခန္ဓာကိုယ်အာရှသားတစ်ယောက်ဖြစ်တာကြောင့်အစီအမံပန်ပွဲတွေမှာပါဝင်ဖို့အမြဲစိန်ခေါ်ခံရသူတစ်ယောက်လည်းဖြစ်ပါတယ်သူရဲ့မိဘတွေကတော့သူ့ကိုပိုပြီးတမ်းမာလာအောင်ဖားသားပြုတ်ရည်ကိုလည်းတိုက်ခဲ့ကြပါသေးတယ်ဒါပေမဲ့သူဟာပြင်းထန်တဲ့စိတ်သက်မယုံနိုင်စရာစူးစမ်းအားထုတ်မှုကိုသာအားကိုးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်သူ့ဘဝရဲ့စိန်ခေါ်မှုတွေကန်ဆိုးမှုတွေလို့ယူဆရမယ့်အခြေအနေကိုသူ့ရဲ့ခြေစွမ်းနဲ့လှုပ်ဆောင်မှုတွေနဲ့ကြော်ဖြတ်နိုင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်လဲကဘာကတတ်မှတ်ထားတဲ့နံပါတ်73ကဏ္ဍကိုဝစ်ဆင်ခဲ့ပြီးရေရဲဝုန်းဝန်းဖြစ်မတုံ့မဆုတ်ရှင်ပြိုင်နိုင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ပတ်ချီဆန်ဟာအာရှသားပြီးတေးသွဲတဲ့ခန္ဓာကိုယ်ကြောင့်ငယ်စဉ်ကတည်းကစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရသူတယောက်လည်းဖြစ်ပါတယ်။ပတ်ချီဆန်ဟာသူ့ရဲ့ကစားသမားဘဝကိုကိုရီးယားကလပ်ကနေစတင်ခဲ့ပါတယ်။ထို့နောက်ဂျပန်ကလပ်ကိုပြောင်းရွှေ့ကစားပြီးပထမဆုံးခြေလှမ်းဖြစ်ဥရောပ PFB အသင်းကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။ PFB အသင်းမှာလည်းပတ်ချီဆန်ဟာနံပါတ်73ကိုသာဝစ်ဆင်ကစားခဲ့ပြီး2005ခုနှစ်မှာတော့ချန်ပီယံလိဆီမီဖိုင်နယ်မှာအန်ဩစရာကောင်းလောက်အောင်လှုပ်ဆောင်ခဲ့ပြီးတက်လန်းနိုင်ခဲ့ပါတယ်။ဒီအောင်မြင်မှုတွေရဲ့ရလဒ်ကတော့2005ခုနှစ်မှာဘောလုံးလောကရဲ့အကြီးကျယ်ဆုံးကလပ်တင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွှေ့နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။မန်ချက်စတာကိုရောက်ရှိလာချိန်မှာလည်းပတ်ချီဆန်ကသူ့ရဲ့ကလပ်ဟောင်း PFB မှာကံကောင်းစေခဲ့တဲ့နံပါတ်73ကိုပဲထပ်မံရွေးချယ်ခဲ့ပါတယ်။အနောက်တိုင်းယဉ်ကျေးမှုမှာနံပါတ်73ဟာကံမကောင်းခြင်းရှောင်ကျဉ်ရမယ့်ကဏ္ဍအဖြစ်ရှေးရခိုင်တွေကတတ်မှတ်ထားခဲ့ကြပါတယ်။လေရင်လိုင်းတွေအထက်မြင့်အစာအုပ်တွေမှာ73လွှာဒါမှမဟုတ်တန်းစီနံပါတ်73ကိုရှောင်ကျဉ်လေးရှိကြပါတယ်။ကစားသမားလောကမှာလည်းကစားသမားတော်တော်များများဟာဒီနံပါတ်ကိုဝစ်ဆင်ပြီးကစားဖို့ကိုဝင်လေးနေတတ်ကြပါတယ်။ဒါပေမဲ့2005ခုနှစ်မှာမန်ချက်စတာယူနိုက်တက်ကိုရောက်ရှိလာတဲ့ပတ်ချီဆန်ကတော့ကန်ဆိုးကနန်းလို့အများကတတ်မှတ်ထားကြတဲ့နံပါတ်73ကိုပဲဝစ်ဆင်ဖို့ရွေးချယ်ခဲ့ပါတယ်။အနောက်တိုင်းယဉ်ကျေးမှုနဲ့တူညီခြင်းမရှိတဲ့အာချာတာတယောက်ဖြစ်တဲ့ပတ်ချီဆန်အတွက်ဒီနံပါတ်ဟာအယူအဆပိုင်းကအရေးပါလုံးတယ်လို့မထင်ခဲ့ပါဘူး။ပတ်ချီဆန်ကိုယ်တိုင်ပြောကြားခဲ့တာတခုလည်းရှိခဲ့ပါတယ်။ဒီနံပါတ်73ဟာကျွန်တော်ပိတ်သက်တွေနဲ့ကျွန်တော်ကိုဆက်ဆက်ပြီးခဲ့တဲ့အမတ်ကျန်တာတစ်ခုဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။သူရဲ့ပိတ်သက်တွေကဒီနံပါတ်နဲ့သူ့ကိုအမှတ်ရနေကြတာသူ့ကိုချစ်ခင်နေကြတာမို့ဒီနံပါတ်ဟာကန်ဆိုးခြင်းမဟုတ်ပဲသူ့အတွက်ထူးခြားတဲ့အဓိပ္ပာယ်တစ်ခုဖြစ်ခဲ့ပါတယ်။ကမ္ဘာကြီးဆုံးကလပ်တစ်ခုမှာကန်ဆိုးကနန်းလို့လူများစုကယူဆထားတဲ့ဒီနံပါတ်ကိုသူရဲကောင်းတဦးဖြစ်ရေရဲကြီးရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ပတ်ချီဆန်ဟာကံမကောင်းတဲ့ကနန်းလို့သတ်မှတ်ထားတဲ့နံပါတ်73နဲ့သူမန်ချက်စတာယူနိုက်တက်အတွက်တမိုင်းဝင်အောင်မြင်မှုများစွာကိုရယူနိုင်ခဲ့ပါတယ်။သူဟာပရီးမီးယားလိဖလားကို၄ကြိမ်ချန်ပီယံလိဖလားကို၁ကြိမ်စုစုပေါင်းဖလားများစွာကိုကင်မြောက်နိုင်ခဲ့ပါတယ်။သူရဲ့ကြံခိုင်မှုဘယ်တော့မှမပင်ပန်းတဲ့စွမ်းရည်တွေကြောင့်အဆုတ်သုံးခုလူသားဆိုတဲ့ဂုံပုတ်ကိုလည်းရရှိခဲ့ရသေးတယ်။ဒီလိုနဲ့ပန်ဆိုးတယ်လို့အများကသတ်မှတ်ခဲ့ကြတဲ့နံပါတ်73ဟာကမ္ဘာထိပ်သင်းကလပ်တစ်ခုမှာတော့အောင်မြင်မှုတစ်ခုရဲ့အမှတ်အသားတစ်ခုဖြစ်လာပါတော့တယ်။သူဟာတခြားကျယ်ဝန်းကစားသမားတွေဖြစ်ကြတဲ့ရိုနယ်ဒိုရိုနီတို့ရဲ့နောက်မှာမထင်မရှားရှိခဲ့ပေမဲ့ဆာအိုင်ဖာဂူဆန်အတွက်တော့မရှိမဖြစ်ပီတန်ပရမများတဦးလည်းဖြစ်ခဲ့ပါတယ်။ဖာဂူဆန်ဟာပတ်ချီဆန်ဟာအရေးကြီးဆုံးပွဲတွေမှာဒါပွဲထက်ကစားခဲ့ရတဲ့တီးတန့်ထုတ်သုံးရတဲ့ကစားသမားတစ်ဦးဖြစ်ကြောင်းကိုလည်းချီးကျူးထုတ်ဖော်ပြောခဲ့မှုပါတယ်။သူ့ရဲ့ထူးခြားတဲ့ဇွဲလုံးနဲ့ကြံ့ခိုင်မှုတွေဟာကမ္ဘာဘောလုံးလောကရဲ့ကန်ဆိုးခြင်းယူဆကိုလက်တွေ့ချိုးဖျက်ပြခိုင်ခဲ့သူတူလည်းဖြစ်ပါတယ်။ပတ်ချီဆန်ဟာကျောနံပါတ်73ကိုကံကောင်းခြင်းနဲ့သမိုင်းရဲ့စာမျက်နှာတစ်ကိုရေးထိုးနိုင်ခဲ့သူတူလည်းဖြစ်ပါတယ်။
ကန်ဆိုးခြင်းဆိုရာကိုယ့်ရဲ့ရွေးချယ်မှုနဲ့စိတ်သက်ခွန်အားကိုအနိုင်ယူလို့မရဘူးဆိုတာကိုလည်းတတ်သိပြခဲ့သူတဦးလည်းဖြစ်ပါတယ်။ကျော်နံပါတ်73ကိုကြောက်စရာမလိုပဲဂုဏ်သိက္ခာရှိစွာဝတ်ဆင်ခဲ့တဲ့ပတ်ကြီးစံဟာတော့နံပါတ်တစ်ခုကိုပြောင်းလဲပေးခဲ့သူတဦးလည်းဖြစ်ပါတယ်။ပတ်ကြီးစံဟာကျော်နံပါတ်73ကိုကံမကောင်းခြင်းယူဆကိုသူ့ရဲ့စူးစမ်းမှုစိတ်သက်ခွန်အားနဲ့အောင်မြင်မှုတွေနဲ့ချိုးဖျက်ပြနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူဟာကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုလည်းပေးခဲ့ပါတယ်။ကိုယ့်ရဲ့ကံကြမ္မာကိုကဏ္ဍတွေအယူဆတွေနဲ့စုံဖြတ်တာမဟုတ်ပဲကိုယ့်ရဲ့ခံယူချက်နဲ့စူးစမ်းမှုတွေကတော့အဓိကကျတယ်ဆိုတာပါပဲဒါကြောင့်ကျော်နံပါတ်73ဟာပတ်ကြီးစံရဲ့ဘောလုံးသမိုင်းမှာကံမကောင်းတဲ့ကဏ္ဍမဟုတ်ပဲထူးခြားတဲ့အောင်မြင်မှုစိတ်သက်ခွန်အားနဲ့ပြဖို့တစ်ခုဖြစ်ထာဝရတည်ရှိနေတာလည်းဖြစ်ပါတယ်တကဘာလုံးကကန်ဆိုးခြင်းရဲ့တင်ကေသားလို့တတ်မှတ်ထားကြတဲ့နံပါတ်73ကိုသူရွေးချယ်ခဲ့ပေမဲ့သူ့ရဲ့မယုံနိုင်စရာစူးစမ်းအားထုတ်မှုအပြင်းထန်ရုန်းကန်ခဲ့မှုဘယ်တော့မှရှုံးမပေးတဲ့စိတ်ဓာတ်တွေကဒီနံပါတ်ရဲ့တန်ဖိုးရဲ့အဆုံးဖြတ်လည်းဖြစ်ခဲ့ပါတယ်။ပတ်ကြီးစံကနံပါတ်73ကိုကန်ဆိုးခြင်းတွေကနေဆွဲထုတ်ခဲ့ပြီးအောင်မြင်မှုတတိရှိမှုရဲရင်တော်စိန်ခေါ်မှုတွေရဲ့ပြဖို့တစ်ခုလည်းပြောင်းလဲနိုင်ခဲ့ပါတယ်။ထို့ကြောင့်နံပါတ်73ဟာပတ်ကြီးစံနဲ့အတူဘောလုံးသမားရဲ့ထာဝရဂုဏ်ယူဝင်ကြွားစွာတည်ရှိနေလိမ့်မယ်လို့လည်းထင်ပါတယ်။ဗီဒီယိုကိုအဆုံးသတ်နားပေါင်းပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးတူရှိပါတယ်ခင်ဗျာ။တာယာလပါတော့နေ့လေးဖြစ်ကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။